ဟယ်လိုဒီနေ့ဒီနေ့ချက်ထားတဲ့ငရက်ဟင်းလေးတင်ပေးလိုက်ပါတယ်အိမ်မှာငရက်အရန်ကြိုက်တော့ငရက်ချက်စားပေးတယ်ပေါ့နော်ဒါလေးကတော့ငရက်လေးကိုမချေးသေးမိလေးနဲ့ချင်းပြုံးလေးချက်ထားတာလေးပါ